Okay အားလုံးမင်္ဂလာပါကျွန်တော် Game MDS ကနေပြန်နေကြဆိုပါရစေကျွန်တော်ဒီနေ့တော့ဒုံးမွန်တင်းရဲ့နီးပြတဲ့နီကိုကိုဘက်ရဲ့ back ဝေထားတယ်လူကြိုက်များရဲ့လောင်ဘုတ်ကောင်တာ play style နဲ့ပေါ့နော်အဲ့တော့ကျွန်တော်ဒီနီးပြကိုဆော့ရတာဘယ်လိုနေလဲအရင်လောင်ဘုတ်ကောင်တာနီးပြတွေလိုမျိုးပဲကျွန်တော်စွမ်းဆောင်ရင်ကောင်းနေပြနိုင်မှာကျွန်တော် division map တွေမှာတစ်ချက်တော့သွားစမ်းကြည့်ကြမယ်ကျွန်တော်အရင်ဆုံးတော့ဒီမှာကျွန်တော်သူပေးထားတဲ့ default formation ရင်ပြီးတော့သူမှာပါတယ် path မှာပါတယ် player တွေနဲ့အရင်ဆုံးစမ်းကြည့်မယ်ပေါ့နော်ပြီးကြမှာကျွန်တော်ရဲ့ sector formation နဲ့ကျွန်တော်ရဲ့ safety player တွေနဲ့ထပ်ပြီးတော့စမ်းကြည့်ပါမယ်ကဲတစ်ချက်တော့ပတ်ကြည့်လိုက်အောင်ကဲ menu pane နဲ့တွေ့ပြီပေါ့နော် menu pane နဲ့တွေ့ပြီဆုံးမပေးရတာပေါ့ menu နဲ့တော့မတွေ့ရမှာကဲကိုကောင်တွေရတယ်မြားစိတ်နေကိုသမားနဲ့နောက်တန်းမြားစိတ်နေကျွန်တော်ဒီနေ့ပြကျွန်တော်လောင်ဘိုးကောင်တာ89နဲ့လာတယ်ကျွန်တော်ပြီးတော့ outweight 99ပြီးတော့ကျွန်တော်ဒီ kick power +1 တိုးပေးရ type position +1 တိုးပေးရ left play ကျွန်တော် center p orchestrator dm နဲ့ပြီးတော့ဒီ advanced striker cf နဲ့ချိတ်ဆက်ပေးတာပေါ့နော်ကျွန်တော်ပတ်မှာလေးတစ်ခါလေးပါပြီးသားကဲတော့ကြည့်အောင်ရှော့ဘယ်လိုနေမလဲ very soon ကျွန်တော်မနေ့ကတော့ strain နေရတဲ့တပွဲတော့ကန်ကြည့်တယ်ပေါ့နော်အဲ့မှာအရင်ဆုံး2ဂိုးသွင်းပြီးတော့3ဂိုးပြန်ပေးလိုက်ရတယ်နောက်တန်းတော့နည်းနည်းပေါက်တယ်လို့ပြောရမလားဒါပေမဲ့ဒီဒုံးမွန်ကကောင်းနေနေဆိုတော့အရင်ကြီးတော့တွက်လို့မရသေးဘူးပေါ့နော်mighty effort. Mày có này vẫn con này bạn á. It's a promising build up this, plenty of really nice passing. Kìa chia được. Girassi. Con này. Sao bây giờ phơi cô? Hả? Đậu vô đi à. Đậu vô đi à kìa con này nó đậu vô đi à kìa. Con này. And how this matters. And if you have just joined us, still just one goal between them. 1-0 score. Now it's Girassi. Yeah. And he's lost his man here. Xài mà can lấy rồi quá. That's just playing it safe. Can he get on the end of this? Could try cutting inside here. Còn đây mà xài. And that has been cleared. Nicely weighted ball. Lấy được. Well, he got rid because he was under pressure. Con này số là tôi đến dài này nó xì đấy. Nè nó đều phíaထွက်ပေးရတာတည်မလားဒါတော့ကျွန်တော်ဒီဒုံးမွန်အတင်းနဲ့ပဲရှိကြပါဘောနော် Rijkaard. And here's Cantona. TV ဘောတော်သေးရဘောဘာကောင်နားနေမှုလွေးနေတော့ငါကောင်တွေကပိုဆိုးနေ Intercepted. Bale chance. ဟာရအဲ့တော့ကန်တာဂိုးသွားတယ်ငါမှတော့ဂိုးရကိုကြိုးစားထားတာ On level term. And it's half time here. Well, the glass is either half full or he evidently loves the contest. Shifted it to the flank. That is a နောက်ကကြံနေခဲ့တယ်ကွာနောက်ကကြံနေခဲ့တယ် well seen. Saw that coming. That's great positioning. So good from him. ကန်လိုက်တော့တိုက်ကန်လိုက်တော့ Nicked it back from. Seven is And up. one more try. 7 is up Well, Peter, just see here how a lot of the ကောင်းတယ် attacking players. 7 ဒီဘက်မှာပြင်းနေပြီရှင်းမှာဟာယောနောက်ကိုပြန်အောင်သွား Yeah, they just simply want to engage the counter attack. ရှင်းတော့ကနေပြင်းနေပြီမှာလူကနေဂျုံနေသေးတယ်နောက်ကိုလည်းပြန်အောင်သွားသေးတယ်ကျေးဇူးတင်တယ်လို့ There. Brandt. ကဲရှင်းမှာပြေးတော့ Girassi. အေးရောလောင်းဖို့ပေးတဲ့ကောင်စုပြတ်တက်နေအောင်တို့ရ Yeah, and what they've got to realise, Peter, is that they won't get. ကဲလိုက်တာ yes come on man Borussia Dortmund. အကောင်ယုံနေရတာရှင်းတော့နေထိုင်ပြီး Themselves in front. Get to him, huh? A given. It always was. Yeah, I'd rather praise the scorer than criticise the defence here. ဒုံးမနဲ့သူပဲအကောင်းဆုံးလူပြတာပဲလေ Producing a good ပြေး steal တော့ there. လောင်းဖို့တွေတကယ်ကောင်းပါတယ်လို့လောင်းဖို့တွေတကယ်ကောင်းပါတယ် He's found a way ပြိတ္တ through. ကြီးတော့ကန်လိုက်တော့အိုးဟေးယော Well, he got rid because he was under pressure. Now it's Brandt. ကြီးလိုက်တော့ Takes a အိုး shot. Now who's going to be first to this? ယောနောက်တန်းနေရ The စုပြတ်တက် message ကုန် here is quite clear, Peter. They want another one and will seemingly keep going နောက်တန်း until နေရ they စုပြတ် get တက် it. ကုန်မတော်သေးဘူး And he's had it. ကဲလုံးဝကို press လုပ်တာနော်ဟိုဘက်ရှမ်းအကောင်လေး
ကျွန်တော်ကွင်းတွေကိုမကြိုးပါဘူးကိုလုံးပေးတာစောင်းကောင်းပါတယ်စောရတာ Added time is up. ကျွန်တော်ရဲ့ကွင်းတွေတွေကကြည့်ရမလားဟိုဘက်ကတိတ်ဆိတ်လမ်းကြောင်းနဲ့အကုန်လုံးကိုဗျာလုံးဝအင်တာဆက်လုပ်ပေးထားလုံးဝအကုန်ဒါတော့ဒုံးမော်ပလေယာနဲ့မလို့နော်ဒါပြီးရင်ကျွန်တော်စိတ်ချိတ်ပလေယာနဲ့တစ်ချက်သွားထပ်သွားဆန့်ကြည့်မယ် Okay let's go ကဲဒီပွဲရောက်လာရင်ကျွန်တော်စိတ်ချိတ်ပလေယာနဲ့ပြန်ပြီးတော့ပွဲထုတ်ထားတယ်လက်ကပလေးမှာကျွန်တော်ဒီရော်ဒီရဲ့ဘောလုံးဒီယောက်ကတ် orchestra ကတ်ပေါ့နော်ကျွန်တော်ဒီပြီးတော့ Dembele ရဲ့ဘောလုံးဒီယောက်ကတ်ဘောလုံးဒီယောက်ဝင်တာ2ယောက်ကိုတွဲပေးထားတယ်ဒီတွဲဖက်ကကိုဘယ်လိုနေမလဲတစ်ချက်ကြည့်ကြမယ်နောက်တန်းနေရမြားတွေကတိတ်မကောင်းဝေးအဲ့တော့5 back နဲ့ဗျတစ်ချက်ကြည့်ကြမယ်5 back နဲ့ကိုဘယ်လိုမျိုးဒီဖိစင်နိုင်မလဲပေါ့နော်ကျွန်တော်ဖက်ကကောက်တယ် I've had a quick review of what we've seen so far. And This year, I got him, and I we're in a shot-free zone. Vinicius Junior going face to face with his great rival. Pass is coming off in quick succession here. ကောင်းလိုက်တဲ့တွဲဖက်ဗျာ1-2လေးနဲ့ယာယူထွက်သွားတာတွေကရှယ်ပဲ Sumptuous finish and absolute. ဘာမှတော့မသိလိုက်ဘူးဖက်ကောင်းတယ် Well, was he ever going to miss that? Of course he wasn't. Dembele Really can't believe his luck. Batistuta receives it. ဒါကြီးကန်ဝက်မပေးနဲ့လုပ်ပါအောင်ကြောက်ရတယ်ဂျရန်တို့ကတော့ကန်ရအနာကန်ရ Keeper there. Really looks shot idea playing this short and into feet. Yeah, they've got to find a way around this huge height disadvantage. It's a decent clearance. And now they can spring out of defence. ရောအကာဒေးဗစ်ယူရမယ်အကာဒေးဗစ်ယူရမယ်ဒါကြီးတို့အာယော They have just joined us. Roger. Just one goal between them. And the score is 1-0. အကာဒေးဗစ်ယူရမယ်နော်ဒမ်ဗီလီလက်တောင်းပါ Batistuta. ပြီး Welcomes it in. တူရန် yes ဒါပဲလေနောက်တန်းနဲ့မဆုံးတော့စိတ်ရှာရတဲ့အနေဒါတစ်ခုတော့ရောက်လာပြီဘာလို့ဆိုတော့ကျွန်တော်တို့ကခုနဒုံးမော်ကောင်နေနဲ့ဆုံးနေတော့တိတ်အလုံးမဖြစ်ဘူးအော်ယောနောက်မှကျန်ခဲ့တော့ကွာကောင်းသေးတယ်တာကြီးကောင်းသေးတယ် That was Cao a đâu. decent ball. Well, he got rid because Hazard. Picked out. ကောင်းလိုက်တာကွာဟာစနဲ့ဒမ်ဘီလီရဲ့တွဲဖက် damn bro တကယ်ဆိုလို့ကောင်းတဲ့ထဲမှာတော့ပါသွားပြီကျွန်တော်တော်လေးကြိုက်သွားပြီဒါနှစ်ပွဲပဲဆော့ရတယ်ဗောနော်နှစ်ပွဲအရင်နေ့ကတစ်ပွဲသုံးပွဲ As if laser guided. That's ကေးဖက်တာတွေကချွတ်ထနေ he's done that so often. Yeah. Passing is crisp and sharp. အာယောဒမ်ဘီလီရဲ့လက်အောက်မှာပဲရှိနေတဲ့ဟာရာတော့ everything is under control Plenty to aim at အို here. There's a beautiful passes short and sharp. နောက်တန်းနေအေးဆေးပဲနော်ကျွန်တော် Yeah. What's Dembele? ကျွန်တော်ဘယ်သူရှိလဲ Germany Remember, Garabay are here. looking to play on the counter here. ကာရဘယ်ရှိရဲ့ Well, I think it's pretty clear they've changed their shape. အိုးယောပြန်ထုတ်တာလေးမရလိုက်ဘူးကွာ At least in the counter attack, and that seems to be the plan. everything is under control ဆိုတာအဲ့ဒါပဲဒမ်ဘီလီရဲ့လက်အောက်မှာပဲကိုရှိရဲ့ဆောင်းကောင်း ဟဲ့ဟို hat trick တဲ့ဒမ်ဘီလီကြီးလိုက်ရော He is simply indefatigable. တော့သူတွေရတဲ့သူရှိရမယ့်နေရာမှာအကုန်လုံးရှိနေရတာကစားဒီပြရတယ်ကျွန်တော်ကတိတ်ဆိတ်အားတန်တဲ့သူမဟုတ်တော့ဗျာတင်မ NRM တွေကိုလည်းဆုံးကဒီ Venetian နဲ့ Garabay နဲ့နှစ်ယောက်တုံးတာတော့နှစ်ယောက်ပြေးထွက်အားကြီးကလေးထတယ်ကဲဟိုဘက်ကကောင်းနေတာလူစားတွေပါလဲကုန်များတော့အကဒေးဗစ်ပါထုတ်ပြလိုက်ဗျာ Now introduce the first of their Who's got to up the quality and set an example. Number 26, Mason driving Greenwood. forwards. Number 11, Oh, he's been Andy Oh my god It's a sharp pass. Cruyff. is it ပါရီနာရတယ် Oh, that's well spotted. Cruyff is sporting a guilty look after that. ပြောင်းကြီး His teammates are really. Now, Dan, it's a long one about you. They're very right to do. လို့ကြာဒီမှာရှင်ဒမ်ဘီလီပေးလိုက်တော့အော်ဥသွားပြီကွာ Ferdinand. ကောင်းတယ်1-2ရိတ်တာရှေ့ Can he get 2 added minutes has been indicated. တော့ကဲ3-0ဒမ်ဘီလီ hat trick So a real showpiece win. This
ကဲကျွန်တော်ခုနပွဲရတော့ကျွန်တော် default ပါတဲ့ formation နဲ့ဆော့ကြည့်တာကတော့တော်တော်လေးအဆင်ပြေတယ်ကျွန်တော်နောက်တန်း3ယောက်ပေးမယ်ပေါ့နော်ကျွန်တော်ဒီတကယ် player အကောင့်တွေရှိတဲ့ရှင်မှာနောက်တန်းကလည်းအရင်အာမနေတော့တွေ့ရတယ်ကဲဒီပွဲမှာတော့ကျွန်တော်စိတ်ကြိုက် formation ဖြစ်တဲ့ဒီ4-2-2နဲ့ပေါ့နော်စမ်းကြည့်မယ်ဆိုတော့ကဲဟိုဘက်ကလည်း line ကနေမိုက်တယ်ပေါ့နော်အိုးဝင်အစ်စ်လေးနဲ့မော်ရီနဲ့ကဲ let's go ပါ This is usual. ဟိုဘက်ကိုကျမဘန်နာဆာဘာလို့9កောင်နေနဲ့အင်ဒီရောင်လာတူနေရတာတော့ To reach from here. This is Dembele. That has been cut short. Knocks it into ကဲ space. ပီလီ He's well positioned. အော်ယောကဲဝဲမရလိုက်ဘူးကွာ Raul. Neither of these two want to come ဒီ off. ဘရာဦးတို့အိုဝင်တို့လူကောင်တက်တဲ့နဲ့အရန်အာယုံတို့ဒီမှာပါတယ် Now who's going to be first to this? He's gone for goal. Get others into the match. Well, that's well seen too. He's picked his way through. စမတမ်ဘီလီပဲဒမ်ဘီလီဒါလေကဲကောင်းတဲ့ကောင်ကွာဒမ်ဘီလီရဲ့ဒီကက်ကတော်တော်ကြိုက်နေခုနောက်ပိုင်း It's Borussia Dortmund to take the lead. It's Mendes. Here comes the cross. ပြောရင်မိုက်ကယ်အိုဝင်ကဖာရီနယ်ကိုကြိုပြီးခေါင်းခုန်တိတ်တာလေမင်းစဉ်းစားကြည့် Yes, it is. ဟာဖာရီနယ်တိုက်လိုက်ရကြည့်လိုက်ပြောတာပြောတော့ပြောတာမဟုတ်ပြောတော့ပြောတာမဟုတ် Beautifully weighted. Just the goalkeeper to beat. And the shot. အာရအကောင်မဝေဘူးတဲ့အလောပါပြောရင်အပိုင်ကြီးကိုပင်ရလိုက်တာပြန်ကွင်းနေတယောက်ကလုံးဝရှေးနော်တယောက်တစ်လေးဖြတ်ပေးနေကဲမက်ဆီပေးလိုက်တော့ပီလီလွတ်သွားရမှာ He's အဲ့ရဒီတော့ကတော့ဒမ်ဘီလီပဲပေးလိုက်ပါအိုစမန်ဒမ်ဘီလီကဲလောင်မိုးတွေကလုံးဝရှေးပြတကယ်ကောင်တာဆော့ရတာကြီးကောင်တာအတက်ကြီးက right at the finish line. လုံးဝကျွတ်ထနေပြေးထွက်သွားတာတွေက ကြိုက်သွားပြီပါဒီနေ့ပြတော့ဒီဂျာတီကတော့ division ဒီနေ့ပြနဲ့ပဲတွားကြည့်လိုက်ကျွန်တော်ဂျာပန်ကလော့တောင်မတုံးဖြစ်သေးဘူးဘာလို့အခုဒီကောက်ရင်စမ်းကြည့်တာတော်တော်မိုက်နေ May not yet be done. 2 up. ပေးလိုက်တော့အမြင်ပေးလိုက်တော့အာပြေအာရဒါ Confident to find the character to respond from that. ရတော့ကွာများတော့ Mbappe. Owen. ကဲဖာရီနေနောက်ဆုံးတစ်လုံးလေးလိုက်ပေးလိုက်ပါဦး Pass, but can he get there? အိုးမတီးလိုက်ဘူးဆိုတဲ့အနေထားမှာတော်ရဲအာယောပီတာရှက်ကိုမရဘူးလို့ဆရာကြီး Napping. ပီတာရှက်ကိုမရဘူးလို့ဘာမှ And that will be the final act. ကဲတုံးပွဲဆိုးကြည့်လိုက်တာတုံးပွဲတော့တော်တော်လေး fine နဲ့ကျွန်တော်ဒီပထမဆုံးဒုံးမွန်နဲ့ပွဲမှာတည်းကသူ့ရဲ့ potential ကိုမြင်ရတယ်ကိုကလောင်ဘွက်ကောင်တာနီးပြကောင်းရှာနေဆိုရင်တော့ဒီနီးပြတော့တုံးကဝေထားတဲ့အထက်မှာပါတယ်လို့ထင်တယ်ကျွန်တော်တုံးပွဲဆိုးကြည့်ရတဲ့လောက်ရှင်နေရတော့လေး fine နေပေါ့နော်ပြီးတော့ဒီကွိုင်းရနေပိုးတယ်ဒီလိုအတစ်ဆန်းလေးတွေနီးပြအတစ်လေးဆန်းရတာမျိုးကြိုက်တယ်ဆိုရင်လည်းဝေထားတဲ့မှာလေဒီနီးပြတော့လောင်ဘွက်ကောင်တာဒီမှာနည်းနည်းကိုနာမီကတီးတဲ့အတိုင်းများဒီနီးပြအတစ်တွေပါတယ်ဆိုရင်ဘတ်ပေးတာကြီးများတယ်ကစားရပုံကြီးများတော့အပြင်အဲ့တော့ကျွန်တော်တို့ဝေထားတဲ့အထက်မှာတော့ပါတယ်လို့မြင်တယ်ဂျာပန်ကလော့နဲ့ဘယ်သူ့ကိုဝေရမလဲဆိုရင်တော့ကျွန်တော်ဒီဂျာပန်ကလော့နဲ့ကြာတော့ဒီကောင်းတွေကနည်းနည်း play style ရှင်းရတော့ကွာလိမ့်မယ်ကိုကလောင်ဘိုးကောင်တာဆော့ချင်တာလားဒီဂျာပန်ကလော့နဲ့ကျွန်တော်ဒီ quick counter ဆော့ပြီးတော့ဒီတောင်ပန်တွေကနေပြီးတော့တောင်ပန်အားပြုပြီးဆော့ချင်တာလားဆိုတော့တစ်ချက်ကြည့်ရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီနီးပြနဲ့ပဲပေါ့နော်ဒီ Nico Kovac နဲ့ပဲကျွန်တော်ဒီ link up play ကိုပြေဝအသုံးချပြီးတော့ပေါ့နော်ကျွန်တော် DM ကျွန်တော်ဒီ Rodri နဲ့ကျွန်တော်ဘေးရတွဲပစ်လိုက်တာကွင်းလေအဖြတ်အားလေတော်တော်လေးကောင်းသွားတာကိုမြင်ရတယ်ပြီးတော့ကျွန်တော်ဒီရှေ့တန်းဒမ်ဘီတီနဲ့လေလုံးဝကိုအရှိတ်ဆက်မိဆော့နိုင်တာမျိုးတွေ့ရတယ်ပေါ့နော်ကဲအဲ့ဆိုကျွန်တော်လိုပဲဒီလိုအသေးဆန်းလေးဆန်းရတာဝါသနာပါတယ်ဒီလိုနီးပြတစ်လေးတွေလာတိုင်းဝေဆော့ကြည့်ရှင်တဲ့သူတွေဆိုရင်တော့လုံးဝတာဝေထားတဲ့ထဲမှာပါတယ်လောင်ဘုတ်ကောင်တာထဲမှာလုံးဝကိုကျန်းလာမတယောက်လို့ပြောလို့ရတယ်ရှင်လေကဲအားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲ see you guys ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်